ဒီနေ့မှာတော့ဖះเจ้าတွားပြမှာဖြစ်ပါတယ်ဖះเจ้าတွားမယ်ဖះเจ้าတွားမယ်ဖះเจ้าတွားမယ်ဟာကျမတို့ကတိုးလို့ရမယ်တင်တိုးလို့လည်းမရတခါတလေပေါ့နော်ဖះเจ้าတွားတယ်လားဖះเจ้าမရောက်ဘူးဒီမှာထားတော့ဒီမှာထားတာလေးဖြစ်ပါဟိုမှာနေရာမှာတော့အဲ့ဒါနဲ့ဖះရှိခိုးနေခဲ့မောလလန်လေးစားနေကြပါလေးစားညနေနဲ့ဆောင်းဝါးညနေနဲ့ဆောင်းဝါးတော့ကြောင့်လို့အိမ်ပြန်ရင်းဖြစ်ပါတယ်ချူးပေါ်နေအချိုရည်လေးတွားဝယ်လိုက်နေပေါ့နော်အချိုရည်ညစာမစားရဲ့အတွက်ဒီလားရှိဟိုကြီးဝယ်ဆောင်လာအချိုရည်လေးတွားဝယ်လိုက်ပါတယ်နားစတိုးဆိုင်နော်အနည်းရဲ့တမီးကိုအချိုရည်လေးတစ်ခွက်လောက်ဆိုရင်တမီးပါအချိုရည်ရှိကဲရှိမယ်ကာကိုလာရှိမယ်တီးဆုံချိုရည်ရှိအစမ်းရောက်လက်ဖက်ရည်ရှိမယ်စပြည့်ချိုရည်ရှိမယ်တမီးကိုစိုက်ပြက်ပဲပေးရောနော်အေးရောအန်ဒီရောင်းပေးလိုက်မယ်ကဲစံကေဝယ်လိုက်ပါမယ်အားလည်းချိုစံကေဝယ်ပြီးအိမ်ပြန်ပေးပါအိမ်လေးပါလေးပြန်အောင်ပါကွာကဲအိမ်တော့ရောက်ပြီနော်အိမ်ရောက်ပြီဆိုတော့ရေလေးတွားချိုးမယ်ရေချိုးလိုက်ပါဟာဘယ်ဖြစ်တာလဲရေချိုးတာရေချိုးတာကဲချိုးရေလေးတွားထိုင်တာအဲ့နဲ့ချိုးတဲ့ခါအိတ်လိုက်တယ်ပေါ့နော်ချိုးလေးပါလိုက်တာဒီလိုရတော့ပါပဲအားလုံးပဲဘိုင်ဘိုင်